သပင်အတွက်စိတ်ညစ်နေတဲ့ customer တွေအားလုံးကိုဒေါက်တာအိမ်မှာသပင်အတွက် treatment လေးစက်ကလေးအသိရောက်နေပြီဆိုတာကိုသတင်းကောင်းလေးပါချင်ပါတယ်ရှင်ဒီနာမှာရှင်ဒီနေ့ကတော့ဒေါက်တာရေးစိတ်ကမှာရောက်နေပါတယ်ဒေါက်တာရေးကတော့ကိုအမြဲလုပ်နေတဲ့အလှပရနဲ့ပတ်သက်ပြီးတော့ဒီမှာအမြဲတာဝန်ယူထားတာဆိုတော့ဒီမှာလာလို့ရှိရင် facial ဘိုင်းတွေလုပ်ဖြစ်တဲ့ဒေါက်တာရေးမှာရှိသမျှဆက်တွေအကုန်လုံးလိုက်လုပ်တာပါဒါပေမဲ့အခုဒီနေ့လာတဲ့အကြောင်းရင်းကတော့ဒေါက်တာရေးမှာရောက်နေတဲ့ဆက်တစ်ကလေးအကြောင်းပြောပြချင်တော့ပါဒီဆက်ကတော့အခုချိန်ထိဒါမလုပ်ရသေးတော့ဒါပထမဦးဆုံးလုပ်အောင်ဆက်ကလေးမျိုးရလာတဲ့ဆက်ကိုရင်ခုန်နေပါတယ်ဒီဆက်လေးကတော့ဒီ customer တွေတော်တော်များများမေးနေတယ် customer တွေ need to အမကိုယ်တိုင်ကလည်းမေးနေတယ်ဘာလို့ဆို screen ရမ်းပါတယ် hair အတွက်ဒါ treatment တွေတခုရောက်လာတယ်ဆိုတော့အရန်ကိုဝမ်းသာတော့ဘာဖြစ်လို့လဲဆိုတော့ကိုကိုရိုင်းနဲ့စပီတာပါတယ်လေမျက်နှာကအလှပါတယ်လုပ်နေပေမဲ့စပီဆိုတာလည်းလူကြီးရဲ့ဒုတိယမျက်နှာပဲဒုတိယမျက်နှာဖြစ်တဲ့အတွက်ကြောင့်ဒီစပီမကောင်းလို့ရှိရင်ဘလို့ပဲမျက်နှာရဲ့အလှပါနေပဲဖြစ်နေမပြည့်စုံလို့ခံစားအဲ့တော့ဆရာကဒေါက်တာကြီးကိုအများနဲ့နေတယ်စပီအတွက် treatment မရောက်သေးဘူးလားမရောက်သေးဘူးလားဆိုတော့အခုအားလုံးပဲမျှော်နေကြတယ် customer တွေလည်းမျှော်နေကြတယ်စပီအတွက်treatment လေးပေါ့နော်ဒါရောက်လာပါပြီရောက်လာပြီဆိုတော့ဒါပထမဦးဆုံးအချိန်လောက်ရမယ့် treatment လေးပါဒီဆက်လေးရဆိုလို့ရှိရင်ဘာတွေကောင်းလဲဆိုလို့ရှိရင်စပင်ပါနေတဲ့သူတွေပြီးတော့စပင်ကျုပ်နေတဲ့သူတွေအသက်အရွယ်ရအောင်ကာကြလို့ရှိရင်လည်းညဉ့်ငယ်ပိုင်းတွေမှာလည်းစပင်ပြူတာတွေအများကြီးရှိရတယ်ဒီလိုမျိုးပေါ့အဲ့တော့စပင်ဖြူတဲ့လူတွေဒါတွေအကုန်လုံးအတွက်ကိုအကုန်လုံးကောင်းစီနေမဲ့ treatment လေးတစ်ခုပေါ့နော်အဲ့တော့ဒီမှာဆိုလို့အရင်ငယ်တော့ဆိုစပင်ရရှိအရင်ကောင်းဒါအခုဆိုစပင်လေးအရင်ကျွတ်တယ်နေ့တိုင်းသုံးရစပရီဆောင်ကျွတ်တာပါတယ်ဟော်မုန်းကြောင်းလေးဆောင်လည်းပါမယ်အစုံပေါ့စပင်လေးပါတယ်စပင်လေးကျွတ်တယ်သူစပင်ဖြူလေးရှိလာတယ်ဆိုတဲ့အခါဒါလေးအားလုံးတက်တာစီတဲ့အခါကျတော့ဒီဆက်ကလေးကိုလှုပ်ချင်းရရင်အင်တာနက်ကိုကောင်းတဲ့ရက်တစ်ခုရလာမှာဖြစ်ပါတယ်ရှင်အော်ဒါတခုပြောရအောင်မယ်နော်ဒီဆက်ကစပင်အတွက်တီးတဲ့တစ်ခုလည်းမဟုတ်ဘူးမျက်နှာရောလဲပြီးရောအရွယ်တင်လူပြိုချင်တဲ့သူတွေအားလုံးအတွက်လုပ်လို့ရတယ်အဲ့တော့ဒီဆက်နဲ့လုပ်မယ်ဆိုလို့ရှိရင်စပင်ရောမျက်နှာရောလဲပြီးရောအကုန်လုံးလုပ်လို့ရပါတယ်ရှင်